Okay number 2A က instruction လေးတူဖတ်မယ်နော် number 2A က listen နားထောင်မယ် and draw the times on the clocks နားရီလေးပေါ်မှာအချိန်တွေဆွဲရပြန်မယ် and then ပြီးတော့ write the times အချိန်တွေရေးမယ် x in the example ဥပမာမှာပြထားသလိုအချိန်တွေရေးမယ် okay နော်ဒါဆိုရင်ညွှန်ကြားချက်လေးပြန်ပြောမယ် okay ဒီကျတော့ listen နားထောင်မယ် and draw the times on the clock နားရီလေးပေါ်မှာအချိန်တွေရေးမယ် then write the times x in the example ဥပမာမှာပေးထားသလိုအချိန်လေးတွေကိုဒီချဲတို့ကရှင်းရမယ် okay ဥပမာကြည့်လိုက်ဥပမာပေးထားဒီမှာ4နာရီထိုးပြီးလို့ဘယ်နှမိနစ်4နာရီမဟုတ်3နာရီထိုးပြီးလို့15မိနစ်4နာရီမှချင်းဒီမှာလည်းပြောထားတယ် x3:45 x a quarter to 4 x a quarter to 4 4နာရီထိုးဖို့15မိနစ်လို့စသည်အဖြစ်ပြောထားတာဖြစ်တယ်။ဒါပေမဲ့တို့ကဒီတိုင်းရေးရမှာမဟုတ်ဘူးလေဒါဥပမာလေးမို့ဒီချက်ဒီတိုင်းပြောလိုက်တာ။ဘာလို့ရမလဲဆိုတော့အရင်နားထောင်ရမယ်။နားထောင်ပြီးတော့တို့တူတူကြည့်ချင်း။ Okay နော်။ Okay Okay ဒါခုနကဒီချက်လောက်ကြည့်ထားတာလေးဖြစ်တယ်နော်။ကဲနားထောင်ပါအောင် Track 12 2A Listen and draw the times Listen and on draw the the clocks. times on Then the clock. write the times as in the example. X in the It's example. 3:45. Oh, 3. It's a quarter to 4. It's a quarter to 1. 4. It's 3:30. It's half Okay, ကြားလိုက်တယ်နော် X 3:30 plus 3. X half past 3 Okay နော် X 3:30 X half past 3မကြားလိုက်ရင်လည်းပြန်ရစ်ပေးမယ် Okay နော် just a minute နော် 3:45. Okay It's a quarter to 4. It's a quarter to 1. 4 when It's 3:30. 3:30 It's half plus 3. Okay X 3:30 X half past 3နဲ့ပြောလိုက်တာဟုတ်လားဟေ့အဲဆိုရင် number 1လေးအတွက်တို့ကဒီမှာရေးမယ်ဟုတ်ပြီနော် X ပါလေဟေ့3:30ဟုတ်လား3:30ဟုတ်တယ်နော် Okay 3:30ဆိုတာ3နာရီခွဲမို့လားအဲ့ဒါနောက်တစ်ခါရေးမယ် X half 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 က HAL ကိုရေးရပါနော် sorry HALF half PAST past THREE 3 X half past 3 okay okay ဒါဆိုရင် number 2လေးတို့တူဆက်နာထောင်မယ်နော် okay okay number 2 okay number 2ကိုတူနားထောင်ကြည့်အောင်နော် 2. It's 7:15. It's a quarter past 7. ကြားလိုက်လား X 7:15အဲ့ဒါဆိုရင် X a quarter past 7နဲ့ပါမှာဟုတ်တယ်နော် Okay ဒါဆိုလို့ရှိရင်ရေးမယ်ဒီနေ့လေးမှာ number 2က X 7:15 right အဲ့ဒါပြီးတော့ဒီချေတော့က X a quarter Q U A R လို့ရေးမယ်နော် R T E R quarter past 7ခုနနာရီထိုးပြီးလို့15မိနစ် It's a quarter past 7ခုနနာရီထိုးပြီးလို့15မိနစ် Okay နော်ဒါဆိုရင်ဒီကျဲနောက်တစ်ခုnumber 3ကိုသွားမယ် Okay ချက်လို့မရဘူး Okay ဒါဆိုရင် number 3ကိုတူတူနားထောင်ရအောင်နော် 3. It's 8:45. It's a quarter to 9. Oh, X 8:45ကြားလိုက်လား It's a quarter to 9 9နာရီထိုးဖို့15မိနစ် Okay နော်အဲ့ဒါဆိုရင်ဒီချက်ဒီနေ့လေးမှာရေးမယ် Okay number 3က Okay ပါနော် number 3က Okay သူက X ဘယ်လိုပြောလဲ 8:45 right သူက9နာရီထိုးဖို့15မိနစ်လို့ဖြစ်တဲ့အတွက် X R quarter Q A R T E quarter to 9 X a quarter to 9 9နာရီထိုးဖို့15မိနစ်ပြောတာဖြစ်တယ်နော် Okay ဒါဆိုရင်တို့ number 4လေးကိုတူတူနားထောင်ကြမယ်နော် Okay 4. It's 10:45. It's a quarter to 11. ကြားလိုက်လား 4ကလေ X 10:45
10:45 ဆိုရင် it's a quarter to 11 17နာရီထိုးဖို့15မိနစ်လို့ဟုတ်တယ်နော်ဒါဆိုရင် number 4လေးကိုတူတူရေးမယ်သူအရင်ပြောထားတဲ့အတိုင်းပဲသူကဒါ example ရဲ့အတိုင်းကြီးဖြစ်တဲ့ x 10:45 okay ဒါက17နာရီမှတ်တင်းဖြစ်တဲ့အတွက် x quarter q a r t a quarter to 11 e l e v e n 11 is quarter to 11 17နာရီမှတ်တင်းပေါ့နော် okay ဒါဆို number 5ကိုတူတူနားထောင်ပါနော် 5. It's 12:30. It's 12:30. oh x 12:30ကြားလိုက်တယ်နော် x 12:30 12နာရီခွဲဆိုတော့ x 12:30နဲ့ပြောတာဟုတ်တယ်နော်ကလေးတို့အဲ့ကြတော့ဒီနေ့မှာတစ်ချက်ရေးမယ် example ရဲ့အတိုင်းရေးမယ် x 12:30 this is 10နော်ဟုတ်ပြီအဲ့ကြတော့တစ်ချက်တော့စာလို့ပြောတော့ပေါ့နော် x အဲ့ရှိရတော့ half past 12 tw e l v e 12 x half past 12ဟုတ်လားစနေနာရီကိုယ် okay ဒါဆိုရင်နံပါတ်6ကိုတူတူနားထောင်မယ် 6. It's 9:15. It's a quarter past 9. okay ကြားလိုက်တယ်နော် x 9:15 9နာရီ15မိနစ်ဆိုတော့ x a quarter past 9 9နာရီ15မိနစ်လို့ပြောတာဖြစ်တယ် okay ဒါဆိုရင်နံပါတ်6ရေးမယ် example ရဲ့အတိုင်းရေးမယ် x ဆက်ဆက်လာခြင်းကနန်းနဲ့ရေးတယ် 9:13 ပေါ့နော် okay ဒီနေ့လေးမှာတစ်ခုပဲပါမှာနော် 9:13 ဒီsorry ပါ 9:13 no it's 9:15 ပါရှင် sorry for about this နော်ကလေးလေးကိုဒီနေ့လေးမှာဒါလေးရတဲ့တစ်ချက်ချက် okay there is an error in my laptop okay so just a minute ပါရှင်အချိန်လေးကုန်ပြီ okay ရပြီ okay ဒီဟာကတစ်ချက်တော့9:15 okay အဲ့ဒါဆိုရင် okay x a quarter past 9နဲ့ပြောရမှာဖြစ်တယ်เนาะ q u a r t e r quarter p a s t past quarter past n i n e 9 quarter past 9 9နာရီ15မိနစ် okay ပါဒီနေ့ဒီလောက်ပါပဲเนาะနောက်ထပ်ဗီဒီယိုတွေကိုထပ်မံတင်ပေးဦးမှာဖြစ်လို့စိုက်မျှော်ကြည့်ရှုကြပါအောင်เนาะ